ကဲပြောချင်တာလေးပြန်ဖတ်ပြမယ်နော်ထော်ကိုင်းမှာရှောက်လင်ရင်တဲ့ကိုချင်းချင်းမလို့မင်္ဂလာပါမြန်မာပဲမလားလို့နှုတ်ဆက်တာဟုတ်တဲ့မြန်မာမဟုတ်ဘူးကျမကမွန်ဆိုပြီးပြန်ပြောလို့တဲ့ဖာလာမဆိုတဲ့အကြည့်လေးနဲ့ပဲပြန်ကြည့်ပေးခဲ့လိုက်တယ်ပြည်ပမှာမလို့မြန်မာလားမေးတာပါတဲ့ဗမာလားလို့မေးတာလည်းမဟုတ်ပါဘူးတဲ့ဘယ်နဲ့မြန်မာလားလို့မေးတာကတဲ့ဇွတ်ဗမာဇက်သွင်းတဲ့လူမျိုးရေးခွဲခြားတယ်ဖြစ်သွားရောဆိုပြီးတော့မှတန်းထိုက်အောင်ဆိုတဲ့ post ပိုင်ရှင်က post လေးတင်ထားတာလေးရှိတယ်ကျွန်မအဲ့ဒါလေးနဲ့ပတ်သက်ပြီးဆွေးနွေးကြတာလေးရှိလို့ပြောအဲ့တော့ကျွန်မတို့ကတိုင်းပြည်တစ်ခုခုမှာကဲမွန်လူမျိုးอ่ะပဲဖြစ်ဖြစ်ကရင်လူမျိုးอ่ะပဲဖြစ်ဖြစ်เนาะကျွန်မနိုင်ငံတစ်ခုခုရောက်သွားတယ်ဆိုပါဆိုကျွန်မပေါ့ကျွန်မနိုင်ငံတစ်ခုခုရောက်သွားကျွန်မနိုင်ငံတစ်ခုခုမှာပြဿနာတက်တယ်ဆိုပါဆိုအကျယ်တဝင်းပေါ်ပြကြတယ်ဆိုပါဆိုကျွန်မကရင်လူမျိုး Elmonten လို့ပြောမှာလားမြန်မာ citizen မြန်မာနိုင်ငံသား Elmonten လို့ပြောမှာလားမြန်မာနိုင်ငံသားလို့ပဲပေါ်ပြမှာဘာဖြစ်လို့လဲဆိုတော့ country ဒီမြန်မာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ country ကနေပေါက်ပွားလာတဲ့ဒီ country ကနေပြီးတော့မှကြီးပြင်းလာတဲ့ဒီ country ကနေပြီးတော့မှpassport ကိုကင်ထားတဲ့သူတွေဒီအကုန်လုံးမြန်မာ citizen ပဲဖြစ်တယ်ဘာတိုင်းရင်းသားပဲဖြစ်ဖြစ်တိုင်းရင်းသားဆိုတာကကချင်ကယားကရင်ချင်းဗမာမွန်ရခိုင်ရှမ်းစတဲ့တိုင်းရင်းသားဒီမျိုးနယ်စုအကြီးပေါ့အများကြီးရှိသေးတာပေါ့နော်အဲ့တော့အဲ့ဒီမျိုးနယ်စုအကြီးကြီးတွေနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်တယ်မြန်မာဆိုတာကနိုင်ငံကိုကိုစားပြုတာဗမာဆိုတာကလူမျိုးကိုကိုစားပြုတာကချင်ကယားကရင်ချင်းဗမာမွန်ရခိုင်ရှမ်းအဲ့တော့တချို့တိုင်းရင်းသားတွေကအမြင်မကျေသေးတာလားကျမတို့ခုနပြောသလိုမျိုးပေါ့တခုခု something wrong လာတော့မပြောတတ်ဘူးเนาะမြန်မာလားဆိုလို့ရှိရင်မဟုတ်ဘူးမွန်မဟုတ်ဘူးကချင်မဟုတ်ဘူးကရင်ဆိုတာတွေကလေနိုင်ငံညာမှာပဲဖြစ်ဖြစ်ပေါ့ကိုကမေးကြရဆိုမြန်မာလားဆိုတာကျမတို့ကနိုင်ငံသားကိုနိုင်ငံကိုကိုစားပြုပြီးတော့မှမေးတာမြန်မာနိုင်ငံသားလူမျိုးကိုကိုစားပြုတာဒီကျမကတော့မြန်မာနိုင်ငံသားပါကချင်လူမျိုးဖြစ်ပါတယ်ကျမကတော့မြန်မာနိုင်ငံသားကရင်လူမျိုးဖြစ်ပါတယ်အခုကျမကရင်မလို့ကျမအခုထိုင်းကိုသွားတဲ့ချိန်မှာကျမကဖြစ်ရပြီเนาะထိုင်းမှာဖြစ်ရပြီဆိုတော့ကျမတို့အခုဆိုရင်ဒါကြိုပြီးတော့မှစင်ကာပူတို့ထိုင်းတို့သွားပြီးတော့မှကျမတို့သွားရင်ကတ်တွေဖြစ်ရတယ်အဲ့ကြလို့ရှိလို့ရှိရင်ဘလို့ဖြစ်ရလဲကရင်လို့ဖြည့်လိုက်လို့ရလား citizen နေရာမှာလေကျမကရင်မလို့ကျမ citizen နေရာမှာဖြည့်တဲ့နေရာမှာကျမကရင်ဆိုရင်ကျမ accepted ဖြစ်မလားဘယ်ဖြစ်မလဲနိုင်ငံကိုစားပြုတဲ့ဟာကိုပဲသုံးနှုံးရတယ်နိုင်ငံမြန်မာနိုင်ငံသားအဲ့တော့မြန်မာနိုင်ငံသားလို့မပြောချင်ဘူးဆိုရင်မြန်မာနိုင်ငံသားအဖြစ်ကစွန့်လွတ်မြန်မာ passport ကိုမကင်နဲ့